ဒီညအန်ဖီမှာကစားမဲ့နျူကာဆယ်နဲ့ပွဲကြီးပွဲကောင်းမတိုင်ခင်ကျွန်တော်တို့လီဗာပူးပရိသတ်တွေအတွက်သတင်းကောင်းတဲ့သတင်းဆိုဘယ်ဟာကပုံများနေမလဲအဓိကကစားသမားတွေရဲ့ဒဏ်ရာရှင်တွေကဘယ်လိုရှိနေမလဲဆိုတာဒီဗီဒီယိုလေးမှာအခုပဲကြည့်လိုက်ကြရအောင်ပါပထမဆုံးကျွန်တော်တို့ပရိသတ်တွေအတွက်သတင်းကောင်းနဲ့စလိုက်ကြရအောင်ဗျာပြင်သစ်ကလပ်မာဆေးအသင်းနဲ့ချန်ပီယံလိပွဲကစားလို့လီဗာပူးအတွက်၃ပွဲဆက်လွဲချော်ထားတဲ့ကျွန်တော်တို့ရဲ့ဘိုးနောက်ခံလူအီဘရာဟီမာကိုနာတီကတော့သူ့ရဲ့ personal key အပြီးမှာအသင်းနဲ့အတူပြန်လည်ပူးပေါင်းနေပြီဖြစ်ပြီးဒီညပွဲအတွက်ပထမဦးစားပေး line up ဖြစ်ပါဝင်လာဖို့ရှိနေပါတယ်။နောက်တစ်ယောက်ကတော့ဖျားနာနေလို့နားနေခဲ့ရတဲ့ကွင်းလယ်လူကာတေကျုံးပါပဲ။သူလည်းအခုဆိုရင်လုံးဝသက်သာသွားပြီဖြစ်လို့ကွင်းလယ်အတွက်အင်အားတရက်ဖြစ်လာတော့မှာပါ။ဒါပေမဲ့စိတ်မကောင်းစရာကတော့နောက်ခံလူဂျိုကိုမတ်ပါပဲ။သူဟာပြီးခဲ့တဲ့ဘုံမောင်းတဲ့ပွဲမှာဘုသမားအလီဆန်နဲ့ထိခိုက်မိခဲ့တဲ့ဒဏ်ရာကြောင့်ဒီညပွဲကိုဆက်လက်လွှဲချော်သွားမှာဖြစ်ပါတယ်။ပိုပြီးဆိုရင်စရာကောင်းတာကတော့ကာရာဘတ်ကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဒဏ်ရာရရှိသွားတဲ့ဂျယ်ရမီဖရင်းပေါင်ပါပဲသူကတော့ပရိသတ်တို့ထင်သားသလိုဒဏ်ရာရှိနေမပြင်းထန်ပေမဲ့အနည်းဆုံးသတင်းပတ်အနည်းငယ်လောက်အနားယူသွားရတော့မှာပါဆက်လက်ပြီးတိုက်စစ်မှုအလက်ဇန်နာအီဆက်ကတော့ခြေထောက်ရိုးကျိုးဒဏ်ရာကြောင့်အခုထိအသင်းနဲ့အတူလေးချင်းရေးအစီအစဉ်တွေမှာတော့ပါဝင်ထားနိုင်ခြင်းမရှိသေးပါဘူးနောက်ထပ်ဒလကွဲဝင်းကျင်မှာပြန်လည်မျှော်လင့်ရဖို့ရှိနေပါတယ်လူငယ်ကစားသမားတွေဖြစ်ကြတဲ့ညာချန်ခက်စစ်ကကော်နာဘရစ်လီနဲ့နောက်ခံလူဂျီယိုဗန်နီလီယိုနီတို့ကတော့ဒီယာတီကွန်တီအနားယူရမှာဖြစ်လို့သူတို့ကတော့အချိန်တော်ကြာစောင့်ရအောင်ပါ။ဒါကြောင့်ဒီညပွဲမှာအာနီစလော့အနေနဲ့နောက်တန်းကိုဘယ်လိုပြင်ဆင်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ပရိသတ်တို့အနေနဲ့ဒီညပွဲအတွက်ကျွန်တော်တို့အသင်းရဲ့ခန်းစစ်ပိုင်းကိုဘယ်လိုခံမှန်းထားကြပါသလဲ။ကိုမမဝင်ရောက်ရင်းသွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်